တော့ key frame နဲ့ grab ကိုတွဲသုံးတာပဲလာငါပြပေးမယ်ရမ်းလွယ်တယ်ဒီဗီဒီယိုတွေက UEV ပြင်းစရာကောင်းနေတာဒါဆိုရင်တော့ CapCut ကဒီ MISA True တစ်ခုကိုမသိသေးလို့ပဲအများစုက video editing လုပ်ရင်ရိုးရိုးကြီးဖြတ်ညက်ကလုပ်ကြတာများတယ်အဲ့ဒါကြောင့်သူများဗီဒီယိုတွေလို့စက်မှုမဖြစ်ပဲတောက်တောင်ကြီးဖြစ်နေတာတကယ်တော့ CapCut မှာဘာပတ်စံမှာပေးစရာမလိုပဲသင်ဗီဒီယိုကို cinematic ဖြစ်သွားစေမယ်ဒီလည်းရှိတယ်အဲ့ဒါကတော့ key frame နဲ့ grab ကိုတွဲသုံးတာပဲလာငါပြပေးမယ်ရမ်းလွယ်တယ်ပထမဆုံး CapCut ထဲမှာကို edit လုပ်မဲ့ဗီဒီယိုကိုရွေးလိုက်ပါပြီးရင်ဗီဒီယိုအစမှာ key frame တစ်ချက်နဲ့ဗီဒီယိုလည်းလောက်မှာနောက်တစ်ချက်နဲ့ပြီးဗီဒီယိုကိုနည်းနည်းဇွန်းဆွဲချလိုက်ပါအခုအတိုင်းဆိုရင်ပုံမှန်ကြီးပဲเนาะအဓိကအသက်ကဒီမှာအဲ့ဒီ key frame နှစ်ခုကြား grab ထဲကိုဝင်ပြီး each out one ဒါမှမဟုတ် each in one ကိုရွေးလိုက်ပါကဲကြည့်လိုက်ဗီဒီယိုလေးကအနည်းရရဲ့အမြန်ပုံစံမျိုးနဲ့ each နဲ့စမှုဖြစ်သွားတာတွေ့ရလိမ့်မယ်မြင်လားဒီ grab လေးတစ်ခုခံလိုက်ရုံနဲ့တင်ဗီဒီယိုကတင်တဲ့တစ်ခုချက်ချင်းမြင်သွားတာအခုပြောင်းနေစာတန်းထိုး fat တွေမှာလည်းဒီနေ့အတိုင်းလိုက်တုံးလို့ရရယ်เนาะကဲမင်းလည်းအခုပဲ CapCut ထဲဝင်ပြီးလက်တွေ့စမ်းကြည့်လိုက်တော့တခါတည်းနဲ့မှတ်မိခြင်းမှမှတ်မိမှာမလို့ဒီဗီဒီယိုလေးကိုအရင်စိတ်ထားလိုက်အောင်နောက်ထပ် edit ရဲ့ mic စားတွေသိချင်ရင်တော့မောက် follow လုပ်ထားဖို့မမေ့နဲ့အောင်เนาะ see you